အေဂျဲတော့ဘူးတဲ့လူတွေတီးဖို့အတွက်ဥမာကဒီမှာဒီဘိန်းနာလေးမှာပေါ့နော်ဘုံနဲ့ပဲလေးဘိန်းနာမှာစပိတ်ချပြီးတော့remove question လောက်ပါလေးထားကြရတယ်လေဒီလိုမျိုးလေးဆက်လေးထားရတယ်စပိတ်လေးပုတ်တယ်အဲ့လိုမျိုးမထားချင်ဘူးပေါ့နော်အဲ့လိုမျိုးမထားရင်တော့လိုက်ပြီးတော့စပိတ်ချပြီးတော့သုံးရမှာဖြစ်တဲ့အတွက်အဲ့လိုမျိုးသုံးဘယ်လိုမျိုးနည်းနဲ့သုံးလဲဆိုရင်ကိုထည့်ကျင်တဲ့ဟာတွေအကုန်လုံးဆက်လက်ဆွဲပြီးရနဲ့ဒီနံပါတ်တွေကိုဝင်မယ်နံပါတ်တွေကနေပြီးတော့ custom ကိုသွားမယ် custom ကနေပြီးတော့တိုက်မှာ generate စာကိုဖြတ်ချလိုက် shiki ရဲ့ add ကပြီး star လေးရဲ့စပိတ်ချမယ်ပြီးတော့ shiki နဲ့ comma လေးနဲ့ရိုက်လိုက်ပါပြီးရနဲ့ okay လို့ခေါ်လိုက်အဲဆိုရင်ဒီ shape လေးမှာ website လောက်ပါလို့မျိုးလေးပေါ့နော်ဒီလိုသင်္ကေတလေးတက်သွားပါလိမ့်မယ်